American နိုင်ငံမှာစောင်းတွင်းဝင်လာခါစ10လပိုင်းနောက်ပိုင်းဆိုရင်သူတို့က holiday season ဆိုပြီးသတ်မှတ်ကြတယ်အဲ့လို holiday season ချိန်မှာကျမတို့သမီးလေးတွေရဲ့အကြောင်းမှာဆိုရင်သူတို့က fall festival ဆိုတဲ့ဟာလေးကျင်းပတယ်ပေါ့နော် Thanksgiving မရောက်ခင်အချိန်တစ်ပတ်အလိုမှာသူတို့ကအကြောင်းမှာ fundraising အနေနဲ့အလူငွေရှာတဲ့ပုံစံလိုမျိုးကလေးတွေအတွက် activity တစ်ခုအနေနဲ့အပျော်သူတို့လုပ်ပေးပါတယ်ဒီလိုအပျော်လေးတွေလာဖို့အတွက်ကိုသူတို့တွေကမိဘတွေကိုကလေးတွေစောဖို့အတွက်ဆိုပြီးတော့သူတို့ကလက်မှတ်လေးတွေဝယ်ခိုင်းတယ်ပေါ့နော်အဲ့ဒီလက်မှတ်လေးတွေဝယ်ပြီးတော့ဒီလိုကစားဖို့အတွက်အကြောင်းကိုရောက်ရှိလာခြင်းဖြစ်ပါတယ်ဒီနေ့အကြောင်းကိုရောက်လာတာအလကားရောက်လာတာမဟုတ်ဘူးเนาะအကျိုးအမြတ်တွေမှာအများကြီးရတယ်ကျမတို့အမေရိကန်နိုင်ငံရောက်တာ16နှစ်ရှိတယ်ဘယ်အရာမှကျမအလကားမရဘူးတင်မလားဒါမဲ့ဒီ Fall Festival ကျမသမီးငယ်ရဲ့အကြောင်းကိုရောက်လာတော့ကျမရလိုက်တဲ့အခွင့်အရေးတစ်ခုရှိပါတယ်အဲ့ဒါလေးကလာမယ်เนาะပြပေးပါမယ်ဒီလိုသူတို့တွေကစားဖို့အတွက်ခုနပြလိုက်တဲ့ ticket လေးတွေကိုသူတို့ကဒီကစားရင်ဒီလိုကစားရင် ticket 2ခုဟိုမှာကစားရင် ticket 3ခုဆိုပြီးတော့သူတို့ကပေးပြီးတော့ကစားရတယ်ပေါ့เนาะအဲ့ဒီ ticket လေးတွေကကျမတို့ကပတ်စံနဲ့ဝယ်ရပါတယ်ပေါ့เนาะသူတို့တွေသူတို့ပြောပါတယ်ကျမသမီးငယ်လေးကဒီလိုလေးပျော်ဖို့ခုံဖို့စိုးဖို့ဆိုရင်တိတ်ပျော်တာဘိုက်စားလားဆိုရင်မစားဘူးတဲ့တင်မလားပြီးတော့ဒီအခုသူတို့ကြည့်နေရဆယ်လမွန်ပေါ့နော်ဆယ်လမွန်ကျမတို့ကချင်လို့ဆိုရင်မဂရမ်လို့ခေါ်တယ်ဒီဟာလေးတွေကိုသူတို့ကဘလို့အနက်လေးရှိတယ်ဒီဟာကြီးကင်လိုက်ရင်ဘလို့လေးဖြစ်တယ်ဆိုတဲ့ဟာလေးကိုသူတို့ကိုရှင်းပြနေတာဟုတ်တယ်ပေါ့နော်ဒီနိုင်ငံမှာပေါ့နော်ကစားဖို့ဆိုရင် only ကစားဖို့အတွက်ကြီးပဲမဟုတ်ပေါ့နော်သူတို့ကိုဘ ഹു တုတာလေးရအောင်အရာလေးတွေသူတို့ကိုရှင်းပြတာလေးတွေရှိတယ်ဒီပေးအနက်ရောင်လေးဆိုရင်ဘာအယောင်ရှိလဲဘလောက်မာတယ်လဲပေးဆိုတာကဒီလိုမျိုးလေးဖြစ်တယ်ဒီအယောင်လေးကဘာနဲ့တူလဲဆိုတော့သူတို့ကအသေးစိတ်ဒီပေးအကြောင်းကိုသူတို့ရှင်းပြပါတော့စိတ်ရှည်ရှည်နဲ့ပြီးရင်သူတို့ကဒီအယောင်လေးကဘာအယောင်လဲအယောင်လေးလေးချဲခိုင်းနေပေါ့နော်ကျမသမီးလေးကတခုပြီးတခုလိုက်ဆော့တယ်ဆော့တာကိုသူကဘိုက်စားလားဆိုဘိုက်တောင်မစားဘူးသူကဆော့တာအရင်ပဲဒီလိုဆော့ပြီးတော့သူတို့ကိုဘာပေးလဲဆိုရင်သူတို့ကတခုဆော့ပြီးရင်တခုကိုသူတို့ price ဆိုတဲ့ဟာတွေလက်ဆောင်လေးပေးတယ်ပေါ့ဒီလိုလက်ဆောင်လေးရွေးနေရင်တဲ့အချိန်မှာဒီဘေးနားမှာရှိတဲ့ volunteer လုပ်တဲ့မိန်းမရကျမတို့ကိုပြောပြပါနင်တို့တွေကွန်ပျူတာရပြီးပြီလားတဲ့ကွန်ပျူတာတွေအလကားပေးနေတာဟုတ်တယ်နော်တဲ့သူကကျမကိုပြောပြနေတာဒီမိန်းမကြီးပဲဖြစ်ပါတယ်အဲ့လိုပြောပြပြီးတော့ပြောလိုက်တဲ့ခမကြီးကိုတွားလိုက်တော့တကယ်ပဲကွန်ပျူတာတွေလက်ဆောင်ပေးနေတာနော်ကွန်ပျူတာတွေမှာအများကြီးပဲအဲ့မှာလေးတချို့လူတွေကရသွားပြီးပြန်သွားကြပြီကျမတို့လည်းအဲ့မှာသူပြောပြတဲ့အတိုင်းကျမတို့လည်းတန်းစီပြီးတော့ကျမတို့သမီးကျမမှာသမီး2ယောက်ရှိတယ်ပေါ့နော်သမီးလေးတွေကအသက်တွေနာမည်တွေပြောပြီးတော့ကွန်ပျူတာနှလုံးကိုရလာပါတယ်လို့နော်အမေရိကရောက်တာ16နှစ်ရှိပြီနော်ဘယ်အရာမှကျမအလကားမရဘူးဒီလားဒီ Florida Jacksonville ရောက်မှကျမသမီးလေး2ယောက်အတွက်ကွန်ပျူတာနှလုံးကိုအစိုးရကပေးတဲ့ကွန်ပျူတာနှလုံးကိုရရှိပါတယ်လို့ဒီမှာတားဖာနဲ့ကွန်ပျူတာနှလုံးလေးကင်ပြီးတော့သမီးလေးကတော့ဗီဒီယိုမရိုက်ချင်ဘူးဒါလေးကတော့ကျမသမီးလေးတွေအတွက်ပြောပြီးတော့ကွန်ပျူတာနှလုံးလေးကင်ထားတာဖြစ်ပါတယ်အားလုံးကို thank you ပါ